ဒီတစ်ခါထပ်ပြီးတော့ပြိသက်ကြီးကိုဖြော်ပြပေးမဲ့တခြင်းလေးကိုလည်းသိပြရစေပါတလိမ့်နှစ်လိမ့်လို့မြင်ပါလေ။အော်တလိမ့်နှစ်လိမ့်ဆရာစန်းတော်တာရဲ့ဒါလည်းအရန်နာမည်ကြီးခဲ့တဲ့တခြင်းလေးပဲနော်။ပြိသက်တွေလည်းဒီတခြင်းကတော်တော်အကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။တခြင်းလေးကဒီတခြင်းအတိတ်ပဲလေးကနည်းနည်းစမ်းတယ်လေ။အကိုကနည်းနည်းဆက်စုကြည့်မယ်နော်။အဲ့ဒီတခြင်းလေးကလို့ကြီးစားရပါအများကြီးထားခဲ့ဘူးလား။မရှိပါဘူး။အော်မရှိပါဘူး။တကယ်ပြောတာလားအကိုပြိသက်ကိုညာနေရလား။တကယ်ပြောတာပါမရှိပါဘူး။အဲ့ဒါယုံလိုက်မယ်နော်။အမရောအဲ့ဒီတခြင်းလေးကလို့အဲ့လိုကြီးစားတွေအများကြီးထားပြီးကိုယ်ကိုလှည့်စားတဲ့ကောင်လေးပါတွေ့ဘူးလားအမကတော့မကြုံဘူးဒါပေမဲ့သူများစုံတွေကိုတွေ့ဘူးတယ်တွေ့ဘူးတယ်အဲ့တော့သူများခံစားချက်ကိုအငှားယူတော့အခုဆိုမှာပေါ့ဟုတ်ပါဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်အကိုနဲ့အမနဲ့ဒီဆိုတာလေးကိုကျွန်တော်တို့တခြင်းလေးကိုခံစားကြည့်မယ်နော်ဟုတ်ကဲ့ပါ